လာပိုင်း30ရက်နေ့ဗျာနော်ကျွန်တော်လျန်ယွန်းဆိုတဲ့ဆိုင်မှာ Yamaha Fazio ကျွန်တော်တို့ hybrid မျိုးစား Blueco engine သုံးပေးထားတဲ့ကောင်လေးဒီကောင်လေးကတော့ကျွန်တော်လက်ငင်းပဲလာဝယ်သွားတဲ့အမဗျာနော်ကျွန်တော်ထိုင်းအမပဲတကယ်ကျေးဇူးအများကြီးတင်တယ်ကျွန်တော်မြန်မာညီကိုတွေလည်းဗျာနော်အကိုတွေအမတွေလည်းကျွန်တော်လက်ငင်းအရေးကြလဲထပ်လိုချင်တယ်ဆိုရင်ကျွန်တော်လျန်ယွန်းဆိုတဲ့ဆိုင်မှာအကုန်ရတယ်ဗျာနော်ကျွန်တော်တိုက်ပကံပြောက်ပကံလှုပ်ရှင်တဲ့ညီကိုတွေရောကျွန်တော်ရှိမှဆက်သွယ်ခဲ့လို့ရတယ်ဗျာနော်ဒီကောင်လေးကတော့စိုးအောက်သွားပြီနောက်ထပ်တခြားအယောင်တွေလည်းအများကြီးရှိသေးတယ်ဗျာနော်ကျွန်တော်တို့လိုချင်တဲ့ညီကိုတွေအချိန်မရွေးဆက်သွယ်ခဲ့လို့ရတယ်ဗျာနော်ကျွန်တော် Yamaha Fazio ကျွန်တော်တို့ hybrid မျိုးစားကျွန်တော် Blueco engine သုံးပေးထားတဲ့ကောင်လေးကျွန်တော်တို့ဆိုင်မှာတော့နည်းနည်းရောင်းအားအကောင်းဆုံးကောင်တွေလို့ပြောလို့ရတယ်ဗျာနော်အားဆိုတော့ရောင်းဆုံးကာလာအကုန်ရှိမယ်ဗျာအားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်တို့တွေနောက်ဗီဒီယိုကြမှာပြန်ဆောင်ရတာပေါ့ဗျာ